ပတ်စံအများကြီးရပြီးအလုံနဲ့ဘဝမျှတအောင်နေနိုင်တဲ့အိမ်မက်ဆန်တဲ့လုပ်ငန်းတစ်ခုရှိပါတယ်ဒီလုပ်ငန်းကိုလူအနှဲငယ်ကပဲသိကြပြီးမသိသေးတဲ့သူတွေအတွက်တော့ဒါဟာအမှန်တကယ်ကိုရှားပါတဲ့လုပ်ငန်းခွင်တစ်ခုဖြစ်ပါတယ်အခုဗီဒီယိုမှာတော့စိတ်ဝင်စားစရာကောင်းတဲ့ပတ်စံအကြောင်းကိုပြောပြပေးမှာပါ26နှစ်နဲ့25နှစ်ပွဲရတွေအတွက်ကုမ္ပဏီရွေးချယ်မှုမှာခေါင်းစားနေသူတွေနဲ့မကြခင်လူမှုဘဝထဲဝင်ရောက်တော့မဲ့လူငယ်တွေကိုဥတီတီပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးရမယ့်လာစာအချိန်ပုံဆင်းရမယ့်အချိန်တွေအပါအဝင်အလုပ်ခွင်ရဲ့အခြေအနေမှန်ကိုပညာရှင်တယောက်ကနေရှင်းပြပေးသွားမှာပါဒီပညာရှင်က BNG ရဲ့ဈေးကွက်ရှာဖွေသူအဖြစ်စတင်လုပ်ကိုင်ခဲ့ပြီးနောက်လူတီးများတဲ့ကုမ္ပဏီကြီးတွေမှာဆက်လက်အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်ကုမ္ပဏီပေါင်း100ကျော်ကိုဝင်ခွင့်လျှောက်ထားဖို့ပြီးလူပေါင်းထောင်နဲ့ချီကိုလည်းအကြံပေးဖို့ပါတယ်ဒါကြောင့်ပဲလုပ်ငန်းနယ်ပယ်လိုက်ဝင်ငွေအခြေအနေတွေကိုကောင်းကောင်းသိရှိပြီးအကြံပေးနိုင်ခဲ့တာဖြစ်ပါတယ်မိတ်ဆွေတို့ကဘလို့နေငါမျိုးမှနေသည်ဘလို့မျိုးဘဝကိုဖြတ်တန်းခြင်းလဲတိုကျိုမြို့မှာတယောက်တည်းနေပြီးလာစဉ်အိမ်လာခရန်3သိန်းနဲ့3သိန်း2000လောက်ပေးနိုင်ဖို့မျှော်မှန်းသူတွေရှိပါတယ်ဒီလိုမျိုးနေထိုင်မှုပုံစံအတွက်ဆိုရင်စားစရာတရက်ကိုရန်1500လောက်သုံးမယ်ဆိုရင်လာစဉ် fashion နဲ့အလှကုန်အတွက်ရန်3000လောက်လိုအပ်မှာပါခရီးသွားလာမှုအတွက်လည်းငွေကြေးသုံးစွဲလိုကြပါတယ်ဥပမာဆောင်းရာသီမှာဟော့ကိုင်ဒိုးကိုသွားမယ်နွေရာသီမှာအိုကီနာဝါကိုသွားမယ်ဆိုရင်လက်ရှိပထမဆုံးရမယ့်လစာနဲ့ဆိုရင်တော့လုံလောက်မှာမဟုတ်ပါဘူးဂျပန်နိုင်ငံရဲ့ပြန်မြလစာအစရန်2,200,000ဝန်းကျင်ရှိပေမဲ့အထက်ပါကုန်ကြစရိတ်တွေအတွက်ဆိုရင်အခွန်မပါဝင်ပဲလစဉ်ရန်3သိန်းလောက်ရရှိဖို့လိုအပ်မှာပါကိုကုမ္ပဏီရဲ့ဝင်ငွေကိုဘယ်လိုရှာဖွေရမယ်ဆိုတာမသိသေးသူများအတွက်နီလန်လေးခုပြောပြပေးပါမယ်ပထမဆုံးအနေနဲ့ My Navy ကနေစပြီးရှာဖွေနိုင်ပြီးဒုတိယအနေနဲ့အလုပ်ခေါ်စာတွေကနေလည်းရှာဖွေနိုင်ပါတယ်တတိယအနေနဲ့ Open Money လိုမျိုးဝင်ငွေနဲ့ပတ်သက်တဲ့ပြန်လည်ထုံးသတ်မှု website တွေကနေရှာဖွေနိုင်ပြီးနောက်ဆုံးအနေနဲ့တော့ကုမ္ပဏီရဲ့ဘဏ္ဍာရေးအစီရင်ခံစာတွေကိုလည်းကြည့်ရှုနိုင်ပါတယ်အချို့သောလုပ်ငန်းခွင်တွေမှာဝင်ငွေကတိတိတသားကွာခြားနိုင်ပါတယ်အာမခံကုမ္ပဏီရဲ့ Hatchery လိုမျိုးအထူးဖြူရာထူးတွေနဲ့ယင်းနှမြုပ်နှံမှုဘဏ်လုပ်ငန်းရဲ့ IBD ဌာနလိုမျိုးဌာနတွေဟာဝန်ထမ်းအသစ်တွေကိုတီးခြားစီခန့်အပ်လေ့ရှိပါတယ်ဒါကြောင့်ဝင်ငွေကွာခြားမှုကပိုပြီးလို့သိတာပါတယ်ဝင်ငွေ8စာကွာခြားတဲ့အခြေအနေတွေလည်းရှိနိုင်ပါတယ်ပထမဆုံးလစာမြင့်မာပြီးမဲ့နောက်ပိုင်းမှာဝင်ငွေတိုးတက်မှုမရှိတဲ့ကုမ္ပဏီတွေလည်းရှိပါတယ်ပထမဆုံးလစာနည်းနေပြီးမဲ့ဝန်ထမ်းအဆောင်တို့လကျန်ရန်9000လောက်ပဲပေးရတဲ့အကျိုးခံစားခွင့်ကောင်းမွန်တဲ့ကုမ္ပဏီတွေလည်းရှိပါတယ်ဒီလိုအကျိုးခံစားခွင့်တွေကအင်္ဂလခရန်2သိန်းလောက်ရတာနဲ့တူညီတဲ့အတွက်ပထမဆုံးလစာနည်းနေပြီမဲ့အမှန်တကယ်တော့ဝင်ငွေကောင်းတယ်လို့ပြောနိုင်ပါတယ်။ကျောင်းသားတွေကြားမှာရေပန်းစားပြီးဝင်ငွေကောင်းတဲ့လုပ်ငန်းတွေပဲဒီများစွာရှိပါတယ်။ဥပမာအဖြစ် IT လုပ်ငန်းအကြံပေးလုပ်ငန်းကြော်ညာလုပ်ငန်းငွေကြီးဆိုင်ရာလုပ်ငန်းတွေနဲ့ကုန်သွယ်ရေးလုပ်ငန်းတွေဖြစ်ပါတယ်။ဂျပန်ကုမ္ပဏီနဲ့နိုင်ငံခြားကုမ္ပဏီတို့ရဲ့ဝင်ငွေတွေကတိတိတတ်ကွာခြားတာကိုလည်းတွေ့ရပါတယ်။အမင်းနဲ့လုပ်ငန်းလိုမျိုးတချို့လုပ်ငန်းတွေပဲဒီခါဝင်ငွေမြင့်မှာပါတယ်။အမခလုပ်ငန်းကတော့အချို့လူတွေကဝင်ငွေနေနိုင်ပေမဲ့အယောင်အပိုင်းမှာဆိုရင်အချို့ကရန်တန်းရာထိရရှိနိုင်ပါတယ်။ထူးလူရေးလုပ်ငန်းတွေကတော့စိတ်ယုံတိဆောက်ခါနဲ့ဝန်ထမ်းခါတွေကြောင့်ကြော်ညာလုပ်ငန်းတွေထက်ဝင်ငွေနေပါနိုင်ပါတယ်။ဟိုတယ်လုပ်ငန်း၊တူနာယူဆောင်ရှောက်ရေးလုပ်ငန်းတွေတော့ဝင်ငွေနေပါပါတယ်။ဒါပေမဲ့နိုင်ငံခြားကုမ္ပဏီကအဝတ်အထည်လုပ်ငန်းတွေမှာတော့ဝင်ငွေမြင့်မာတာကိုတွေ့ရပါတယ်။ဥပမာနိုင်ငံခြားကိုသွားမဲ့အာမခံကုမ္ပဏီရဲ့ဝန်ထမ်းတွေဟာအင်္ဂလခအတွက်ရန်7သိန်းလောက်ရရှိနိုင်တာကိုတွေ့ရပါတယ်။အချို့သောဝင်ငွေမြင့်မာတဲ့လုပ်ငန်းတွေမှာအချိန်ပိုဆင်းရတာတွေများတတ်ပါတယ်။ဒါပေမဲ့ဝင်ငွေကောင်းမွန်ပြီးအလုံးနဲ့ဘဝမျှတမှုရှိတဲ့လုပ်ငန်းတွေလည်းရှိပါတယ်။ဥပမာအဖြစ်တက္ကသိုလ်ဝန်ထမ်းတွေရဲ့လာစာဟာရန်ရှိတန်းကနေတသန်းလောက်ထိရှိနိုင်ပါတယ်။စာအုပ်ထုတ်ဝေတဲ့လုပ်ငန်းတွေဖြစ်တဲ့ဈေးဘတ်ဆိုင်ရာဒါမှမဟုတ်ဥပဒေပိုင်းဆိုင်ရာစာအုပ်ထုတ်ဝေတဲ့ကုမ္ပဏီတွေကလည်းဝင်ငွေကောင်းမွန်ပါတယ်ပထမဆုံးကတော့ Itochu Corporation ဖြစ်ပါတယ်ကုန်သွယ်ရေးလုပ်ငန်းဖြစ်ပေမဲ့ရင်းမြစ်ပစ္စည်းတွေအပေါ်အမြင့်ခိုကင်းမဲ့ပြီးအမြဲတမ်းဝင်ငွေမြင့်မားနေပါတယ်ဒုတိယက Santori ဖြစ်ပြီးတတိယကတော့ Kirin ဖြစ်ပါတယ်ဒီနှစ်ခုလုံးကဝန်ထမ်းတွေရဲ့အခြေခံလစာကိုတိုးမြင့်ဖေးခဲ့တဲ့အပြင်နိုင်ငံခြားမှာလည်းအောင်မြင်မှုရနေလာကြောင်းနောက်တက်လာမယ့်လူငယ်တွေကိုပါဦးစားပေးခန့်လီရှိပါတယ်စတုထတစ်ခုကတော့ Microsoft ဖြစ်ပါတယ် Google Apple Facebook နဲ့ Amazon တို့လိုကုမ္ပဏီတွေဟာနယ်ပယ်အသီးသီးမှာအခက်အခဲတွေနဲ့ကြုံနေရပါတယ် Microsoft ကတော့ AI နယ်ပယ်မှာအခက်အခဲရှိနေပြီမဲ့ကွန်ပျူတာ software နယ်ပယ်မှာတော့အစွမ်းထပ်ပြီး
ကုမ္ပဏီတွေရဲ့ကွန်ပျူတာ software အများစုကိုနေရာယူထားပါတယ်။ဝင်ငွေကောင်းတဲ့အလုပ်ကန်ရွေးချယ်ခြင်းကအနာဂတ်အတွက်အရေးကြီးပါတယ်။ပထမဆုံးအလုပ်မှာပင်လစာကောင်းမွန်ပါကနောက်ပိုင်းအလုပ်ပြောင်းတဲ့အခါရခင်လစာကိုအခြေခံပြီးလစာဆုံးဖြတ်တဲ့အတွက်မြင့်မားတဲ့လစာကိုရရှိနိုင်ပါတယ်။ဒါကြောင့်ပထမဆုံးအလုပ်ရွေးချယ်တဲ့အခါအကျိုးခံစား권တွေအပါအဝင်ဝင်ငွေကောင်းမွန်တဲ့အလုပ်ကန်ရရှိဖို့ကြိုးစားသင့်ပါတယ်